အားလုံးပဲမင်္ဂလာပါတဒါ YouTube channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့လဲတဒါကတော့ပွဲစဉ်လေး2ပွဲတော့ရွေးချယ်ထားတယ်เนาะပွဲကောင်းလေးကတော့3ပွဲလောက်ပဲရှိတယ်အဲ့ဒီထဲကမှတဒါကအက်တလန်တာနဲ့ဂျူပင်တဲ့ပွဲရယ်နောက်တစ်ခုကတော့ Real Betis နဲ့ Atletico ပွဲစဉ်လေးကိုတော့ရွေးချယ်ထားတယ်ရှင်စပြီးတော့တဒါပွဲသုံးသက်တွေကိုပြပြပေးသွားပါမယ်เนาะပထမဆုံးပွဲကတော့အက်တလန်တာနဲ့ဂျူပင်တဲ့ပွဲလို့တဒါသုံးသက်ကြည့်မယ်အက်တလန်တာကစားခဲ့တယ်เนาะဒီ9ဝက်မှာဆိုရင်ဒီပွဲသူကအနိုင်ရရှိခဲ့တယ်เนาะရှုံးပွဲတွေတရေပွဲတွေတော့ရှိနေတယ်နောက်ဆုံးကစားခဲ့တဲ့2ပွဲကလည်းပေါ့เนาะတွင်းကိုမရှိဘဲနဲ့เนาะရှုံးနေသွားခဲ့တယ်ရှင်အက်တလန်တာရဲ့ခြေစွမ်းတွေကတော့မမှန်နေဘူးပြီးတော့လည်းအင်ကွေးမိုင်းမှာဆိုရင်လည်းဆွတ်ဆောင်ရည်တွေကကျနေရအောင်လည်းတွေ့ရတယ်ဂျူပင်တက်ကဆွတ်ဆောင်ရည်ကောင်းနေတယ်ရှင်เนาะပါမာလူနာပိုလီတို့ဂီတာဖေးတို့ပေါ့เนาะသူကရားလက်ကောင်းကောင်းနဲ့3ပွဲတော့အနိုင်ရရှိလာခဲ့တယ်ဟက်တူဟက်တွေ့ဆုံခဲ့တဲ့ပွဲမှာကျတော့ဂျူပင်တက်ကပေါ့เนาะ17ဂိုးအထိကို2-1 3-1နဲ့ပဲအနိုင်ရရှိလာခဲ့တယ်။ခြေစွမ်းတွေကတော့အတော်ကောင်းတဲ့ထဲမှာတော့ပါတယ်ရှင်။အက်တလန်တာကနော်တက်တရီနဲ့ဂိုးပေါင်းကနှလုံး50ရှုံးနေတော့ကြေးပေးထားတယ်။ဒါကတော့ဒီပွဲကိုတော့ဂိုးပေါင်းအပေါ်ကိုတော့ကြိုက်နေရှင်။အကူလုံးနဲ့အကြိုက်တူရတာတော့မသိဘူးပေါ့နော်။ကြိုင်တော့ကျူသုံးပါရှင်။နောက်တစ်ပွဲကတော့ဒါကနော်ဘက်တစ်နဲ့အေဒီကိုပွဲစဉ်လေးကိုတော့ရွေးချယ်ထားတယ်။ဘက်တစ်ကပေါ့နော်ဒီရာဒီမှာရီယက်ဘက်တစ်ကပွဲတစ်ခုချင်းစီရဲ့ရလက်တွေကတော့ကောင်းနေတယ်နော်။နောက်ဆုံးကစားခဲ့တဲ့ Rincia တို့ Pinu တို့เนาะအဲ့ဒီ2ပွဲမှာဆိုရင်လည်း2ပွဲနဲ့ပဲအနိုင်ရရှိလာခဲ့ရရှင်ကစားခဲ့တဲ့5ပွဲမှာဆိုရင်လည်းရှုံးပွဲ2ပွဲတော့ရှိတယ်เนาะတိုက်စစ်တွေခြေစွမ်းတွေကတော့ပြန်ပြီးကောင်းလာတာကိုလည်းတွေ့ရတယ်ဒါပေမဲ့အိမ်ကွေးမှာကျတော့ခြေစွမ်းတွေမမှန်နေတာကိုလည်းထပ်ပြီးတော့တွေ့ရတယ်Atleticoကအရင်ရာဒီမှာပေါ့ခြေစွမ်းတွေကောင်းနေပေမဲ့လည်းအခုရာဒီပိုင်းမှာကျတော့ပေါ့เนาะခြေစွမ်းတွေကျနေတာကိုလည်းတွေ့ခဲ့ရတယ်ပြီးခဲ့တဲ့ဒီ5ပွဲမှာဆိုရင်လည်းပေါ့เนาะ2ပွဲနိုင်2ပွဲတည်နော်တပွဲတော့ရှုံးထားတယ်အဝေးကွင်းပိုင်းမှာတော့ဆွဲဆောင်ရည်တွေကောင်းနေတယ်ရှင်ထိထိုက်တွဲဆုံခဲ့တဲ့ဒီပွဲမှာဆိုရင်Atleticoက2ပွဲပဲအနိုင်ရရှိသေးတယ်နော်ကြေးပိုင်းကိုတော့ဒါအစောပိုင်းကြီးနေပဲပြောပြပေးပါမယ်နော်တဝက်ရှုံးတယ်6ပေါင်းက3လုံး50စားနဲ့တော့ပေးထားတယ်ဒါကတော့ဒီပွဲကိုပေါ့နော်ပတ်ကန်ထားတယ်နော်Atletico body နဲ့6အောက်လို့ဒါသုံးနေထားတယ်ရှင်အကိုတို့ရဲ့ထမင်းချက်နဲ့เนาะဒါထမင်းချက်တူရလာတော့မသိဘူးเนาะတယောက်နဲ့တယောက်ကတော့အကြိုက်ချင်းနေရတော့တူမှာမဟုတ်တဲ့အတွက်အကိုတို့မကြိုက်ရင်တော့ပတ်ကန်နိုင်ပါရဲ့เนาะကဲဒါဒီနေ့အတွက်ကတော့ဒီမှာပဲရနာကျင်ပါတယ်နောက်ရက်ဒီမှာလည်းဒါ30ချက်ကောင်းနေကျင်လာခဲ့ပါအောင်မယ်ရှင်